Single man တယောက်အနေနဲ့တစ်လကို10သိန်းပမာဏလောက်ရှာနိုင်ုံနဲ့လုံလောက်ပြီလို့ထင်နေပါသလားဟုတ်ပါတယ်10သိန်းဆိုတဲ့ပမာဏကနေတဲ့ငွေတော့မဟုတ်ပါဘူးဒါပေမဲ့ခင်ကြီးတို့ရိုးရိုးသားလေးတစ်ခုလောက်စဉ်းစားကြည့်ရအောင်အခုလက်ရှိအချိန်ကအနေနဲ့ကလေးတွေရဲ့ကျောင်းလာကကုန်စည်နှုန်းတွေတခြားသောအပိုသုံးပေးလိုက်ရတဲ့ငွေကြေးတွေကတောင်မြင့်တက်နေပြီလေမမျော်လင့်မဲနဲ့ကျမတို့နေမကောင်းဖြစ်လိုက်လို့အလုံနားလိုက်ရပြီဆိုရင်အဲ့ဒီဝင်ငွေရရှိနေတဲ့7သိန်းဆိုတဲ့ပမာဏကချက်ချင်းကိုရပ်တန့်သွားမှာပါစူဆောင်းထားသမျှပတ်စံတွေကစိတ်ကူးသားစိတ်တွေအတွက်ကုန်ကြခဲ့မယ်ဆိုရင်ကလေးတွေအတွက်ဘယ်လောက်ကြံပါလဲဝင်ငွေကောင်းနေတော့မှကလေးတွေရဲ့အနာဂတ်အတွက်စိတ်ချရတဲ့ပညာရေးနဲ့ငွေကြေးအကာအကွယ်လေးတွေတိုင်းမှာတစ်ခုကိုကြိုတင်ပြင်ဆင်ထားဖို့အတွက်အရေးကြီးပါတယ်။ဝင်ငွေရှာဖွေနိုင်တော့မှကြိုတင်မပြင်ဆင်ထားခဲ့ဘူးဆိုရင်ကိုယ့်ရဲ့ဝင်ငွေရပ်တန့်သွားတာနဲ့ကိုယ့်ရဲ့သားသမီးတွေရဲ့အနာဂတ်ပန်းတိုင်ကလည်းအချိန်ခဏလေးတွန်းမှာပြိုကျပျက်စီးသွားနိုင်ပါတယ်။ဒီလိုမျိုးကိုချစ်ခင်ရတဲ့သားသမီးတွေကိုဒီလိုမျိုးအခက်အခဲတွေမကြုံချင်ဘူးဆိုရင်သင်စီမှာခိုင်မာတဲ့ financial planning တစ်ခုကိုကြိုတင်ပြင်ဆင်ထားဖို့အတွက်အရေးကြီးပါတယ်ဒီလိုမျိုး financial planning တစ်ခုကိုပြင်ဆင်ဖို့အတွက်ခင်ကြီးနဲ့ appointment ယူပြီးတော့အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်စိတ်ဝင်စားရဆိုရင် comment မှာ yes လို့ရေးခဲ့ပေးပါဒီလိုမျိုးဆက်သွယ်လာတဲ့တဦးတစ်ယောက်ချင်းစီကိုခင်ကြီးဘက်ကနေပြီးတော့ပြန်လည်ဆက်သွယ်ပေးပါမယ်နောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်ရှင်